ဘောနော် ဟုတ်တယ်လွတ်ထွက်သွားတာ ဒါပေမဲ့အဲ့ဒီ line တွေကဘာကိုဖျက်သွားတာလဲဟင်ဟိုအတန် line ဆိုရင်လီမိုလေကျူလေးတွေတစ်ခုနဲ့တစ်ခုတိုက်ခိုက်တုံးခါပြီးသွားတာလေလေမရှိတဲ့အာကာသထဲမှာဆိုအတန်မကြားရတာအခုဒီလက်စစ်တလိုက် line တွေကကောလေကိုပဲဖျက်သွားတာလား အဲ့ဒါကရူပဗေဒပညာရှင်တွေကိုယ်တိုင်နှစ်ပေါင်းများစွာခေါင်းစားခဲ့ရတဲ့ကိစ္စပါဗျာအတန်လိုင်းလိုပဲလျှက်စစ်တန်လိုက်လိုင်းတွေတွားဖို့အတွက်မျက်စိနဲ့မမြင်ရတဲ့ drug ပစ္စည်းတစ်ခုခုရှိရမလို့အရင်ကထင်ခဲ့ကြတယ်လေ ဟုတ်တယ်လေတခုခုတော့ရှိရမှာပေါ့လို့တွေးမိတာပဲ ဒါပေမဲ့နောက်ပိုင်းသူတွေတနာတွေရတီးလာရတာကလျှက်စစ်တန်လိုက်လိုင်းဆိုတာဘာ drug ပစ္စည်းမှမလိုဘူးဆိုတာပါဗျာ တကယ်ကြီးလား drug ပစ္စည်းမလိုဘူးပေါ့ ဟုတ်တယ်သူကလေ molecule တွေကိုတုံခါစေတာမဟုတ်ဘူးစက်ကွင်းတွေကိုယ်တိုင်ကတုံခါသွားတာဒါကြောင့်ဘာလေ molecule ဘာ electron မှမရှိတဲ့ဗလာချင်းနေတဲ့အာကာသဟင်းလင်းပြန်ကြည့်မနောင်နေအောင်ချီတို့ Q2 line တို့ကအလင်းအမြန်နှုန်းနဲ့လွတ်လွတ်လပ်လပ်ခီးသွားနိုင်လားဖြစ်ပါတယ်ဗျ။ အော်ဆိုတော့ healing pin ဆိုတာ drug ပစ္စည်းတွေတေးဆောင်ရလမ်းကြောင်းမဟုတ်ပဲစက်ကွင်းတွေအနေနဲ့စွမ်းအင်ကူးပြောင်းသွားတဲ့နေရာတက်တက်တာဖြစ်နေတာပေါ့ အတိအကျပါပဲ တကယ်ကိုစိတ်ဝင်စားစရာပဲเนาะတေးသေးချာချာစဉ်းစားကြည့်ရင် healing pin ကြီးတစ်ခုလုံးကိုမမြင်ရတဲ့ဝါယာကြိုးကြီးတစ်ခုလို့တင်စားလို့ရနေတယ်ဟိုဘက်ဆုံးက antenna က electron တွေကိုတုံခါစေလိုက်တဲ့စွမ်းအင်တွေက healing pin ကြီးကိုဖျက်ပြီးဒီဘက်ဆုံးက phone antenna တွေက electron တွေကိုလာပြီးပြန်တုံခါစေတဲ့ပေါ့ ဟုတ်ကဲ့ ဆိုတော့ healing pin ကြီးကစွမ်းအင်တက်တဲ့ကူးပြောင်းသွားတဲ့စစ်မင့်ကြီးတစ်ခုလို့ဖြစ်နေတယ်လူသားတွေကအဲ့ဒီစစ်မင့်ကြီးကိုတရင်ချက်လက်တဲ့တည်ယူပို့ဆောင်ဖို့အကောင်းဆုံးဖြစ်အောင်ထိန်းချုပ်အသုံးချလိုက်တာပေါ့လी မှန်ပါပဲ ဒါပေမဲ့မဆုတွေထဲမှာဖတ်လိုက်ရရဲ့အန်တယောက်စရာအကောင်းဆုံးအချက်ကအဲ့လာတင်မကားတီးဘူးနော် ဘယ်ချက်ကိုပြောချင်တာလဲပဲ ဟိုလေးဟာနယ်လဲမှာသွာလာနေတဲ့လက်စစ်တန်လိုက် line တွေအများကြီးရှိတဲ့အထဲမှာလေကျမတို့မျက်စိနဲ့မြင်ရရဲ့အလင်းရောင်ဆိုတာလေတကယ်တော့အဲ့ဒီ wifi line တွေ radio line တွေနဲ့အမျိုးအစားတူတူပဲဆိုတဲ့အချက်လေ ဟောဟုတ်ကဲ့အဲ့ဒီအချက် အလင်းရောင်နဲ့ radio line ဆိုတာတကယ်တော့အတူတူပဲဆိုတဲ့အတီကတော်တော်လေးကိုခေါင်းထဲမှာပေါက်ကွဲသွားသလိုပဲလုံးဝမထင်ထားဘူးလေ ဟုတ်ပါတယ်ဗျအလင်းရောင်ဆိုတာလက်စစ်တန်းလိုက်မိသားစုဝင်တစ်ခုပါပဲ line တွေရဲ့ကွာခြားချက်ကအတက်အချတုံးခါနှုံးနဲ့ line အလျားမယ်ဖြစ်ပါတယ် line အလျားကွာတာပေါ့နော်ဥပမာလေးပြောပြပါလား ရိုး line ကိုစဉ်းစားကြည့်ပါအဲ့ဒီ line တစ်ခုရဲ့အရာဟာအကြမ်းဖျင်း 3.4 မီတာ17ပေလောက်ရှိလျားပါတယ်ဒါပေမဲ့အလင်းရောင်ရဲ့ line အလျားကျတော့အလွန်သေးငယ်တဲ့ nanomiter အရွယ်စားပြီးရှိတာပါ 17ပေနဲ့ nanometer ဆိုတော့အများကြီးကွာသွားပြီနော် ဟုတ်တယ်အလင်းရောင်ရဲ့တုံခါမှုနှုန်းက400ခနဲ့750 terahertz အထိရှိပြီး line အလျားအပြောင်းလဲပေါ်မှုဒီပြီးအယောင်တွေကွဲပြားသွားတာလေ line အလျားရှိရင်အနီရောင်ဖြစ်သွားပြီး line အလျားတိုးသွားရင်ခရမ်းရောင်ဖြစ်သွားတယ်ပါ အဲ့ဒီတော့ကျမတို့ရဲ့ luminosity ဆိုတာတိတ်တိုတုံးတဲ့ nanometer အရွယ် line တွေကိုပဲဖမ်းယူပြီးဥနှုတ်ထဲမှာအယောင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ဇီဝအာယုံခံကိရိယာလေးတက်တက်တာဖြစ်နေတာပေါ့ မှန်တာဗော ဆက်တွဲပေးလောက်ရှည်တဲ့ radio line ခီတွေကိုကြတော့မျက်စိကမဖမ်းနိုင်ဘူးလေအဲ့ဒါကြောင့်ကျမတို့ပဝင်းချင်းမှာအချက်လက်တွေဝှိုင်းနေအများကြီးပြည့်နေနေမယ်ကျမတို့ရဲ့ခန္ဓာကိုယ်ကအနည်းအင်းချင်းလေးကိုပဲဖမ်းယူနိုင်တာကိုကျမတို့မြင်နေရတဲ့လောကကြီးဆိုတာတခက်အမှန်တရားရဲ့အစိပ်ပိုင်းသေးသေးလေးပဲရှိသေးတယ် စေကူကြီးပါဗျာအကယ်၍သာကျွန်တော်တို့လူမျက်စိဟာနန်နိုမီတာတမကပဲ radio line တွေ wifi line တွေဖုန်း line တွေကိုပါမြင်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်ပေါ့လေ ဘာဖြစ်မလဲ ကဘာကြီးတစ်ခုလုံးဟာအတန်လွင်းဌာနတွေရောက်တာတွေနဲ့ဖြာထွက်နေတဲ့ line တွေနဲ့အလွန်တောက်ပါဒီမျက်စိကျင်းစရာကြီးဖြစ်နေမှာပါညဘက်ဆိုတာတော့ရှိတော့မှာမဟုတ်ဘူးဗျာ ဟာအဲ့ဒါဆိုရင်တော့တော်တော်ဒုက္ခရောက်မှာပဲ အခုတော့အဲ့ဒီ line တွေကိုမမြင်ရတဲ့အတွက်တတ်တာရာရနေတာလို့တော့ပြောလို့ရတယ်လေ ပဲအလင်းရောင်နဲ့ radio line ဆိုတာအတူတူပဲဆိုတာကိုသိသွားပြီဆိုတော့စဉ်းစားကြည့်စရာတစ်ခုရှိလာပြီအဲ့ဒီအလင်းရောင် line တွေကိုထမန်အကြိုင်းပြင်းပတာလွတ်မထားပဲ radio line တွေကိုလူသားတွေထိန်းချုပ်သလိုမျိုးနေရာတစ်ခုထဲမှာစုပြုံပြီးပုံမှန်ဖြစ်အောင်အသင်းဖိသိပ်လိုက်မယ်အကောင်းဆုံးဖြစ်အောင်စုစည်းလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲဒီအချက်ကကျမတို့ကိုလေဆာနီးပညာစီခေါ်ဆောင်သွားတာပဲမဟုတ်လား အတိအကျပါပဲဗျာလေးစားဆိုတာတဘာဝအလင်းရောင်ကိုလူသားတွေကသိပ္ပံနေကြအတင်းအကျပ်ပုံမှန်ဖြစ်အောင်စီစဉ်ပေးလိုက်တဲ့အကောင်းဆုံးဖြစ်အောင်ဖန်တီးလိုက်တဲ့နီးပညာရဲ့အထွတ်အထည်ရုပ်ပြောလို့ရပါတယ် ထာမန်မီသီးနဲ့ပါကွာသွားလဲ ထာမန်မီတီကနေထွက်တဲ့အလင်းရောင်ဆိုတာအယောင်ပေါင်းစုံပါပဲနေပြီးအယက်မနာပေါင်းစုံကိုပြန်ကျဲထွက်သွားတာလေဒါပေမဲ့လေးစားမှာတော့ထူးခြားတဲ့ဂုဏ်သက်တွေ၃ချက်ရှိလေပဲ ဘာလဲဟင်
ပထမတစ်ခုကအယောင်တစ်ခုတည်းဖြစ်ခြင်းဒုတိယတစ်ခုက line တွေအားလုံးရဲ့အတက်အကျရက်သံတပြင်းညီဖြစ်ခြင်းပြီးတော့တတိယက line တွေအားလုံးပြန့်ကျဲမသွားပဲတညီဒီမြင့်ပြိုင်ဥတီသွားခြင်းပါပဲ လေးစားဖူးပေါ်လာဖို့အရှင်းစင်ကလည်းတိတ်ကိုစနစ်ကြတယ်ပေါ့နော်ပထမဆုံးအလဲဘောမှာရှိတဲ့ပစ္စည်းတွေက atom တွေကိုလက်စစ်ဒါမှမဟုတ်တခြားအလင်းတစ်ခုခုနဲ့စွမ်းအင်ပေးပြီးလွန့်ဆော်လိုက်တယ် ဟုတ်တယ် အဲ့ဒီခါ atom တွေကစွမ်းအင်တွေရလာပြီးမတိမငင်ဖြစ်လာက photon လို့ခေါ်တဲ့အလင်းမွန်လေးတွေကိုအလိုလျောက်ထုတ်လွှတ်လိုက်တယ်အဲ့ဒီကနေထွက်လာတဲ့ photon တွေကဘေးကတခြားစွမ်းအင်ပြည့်နေတဲ့ atom တွေကိုတွားတိုက်မိတဲ့အခါမူလ photon နဲ့ပုံစံတူအမြင်နှုံးတူအရက်မျက်နှာတူလေ photon အတစ်တွေကိုထပ်ပွားများစေတယ်လေဒါကပုံတူကူးချလိုက်တယ်လို့ပဲနော် မှန်ပါတယ်ဗျာအဲ့ဒီလိုပွားများလာတဲ့အလင်းတွေကိုမှထိတ်နှစ်ဖက်မှာမန်ပြာတစ်ခုတတ်ထားတဲ့ပြုံကောင်းထဲမှာအပြန်အလှန်ရိုက်ခတ်စေပြီးပို့ပြီးအားကောင်းလာအောင်ထိတ်ညီပေးလိုက်တာပေါ့လင်းကိုနည်းနည်းလေးဖောက်ထွက်ခွင့်ပေးတာလေအဲ့ဒီကနေထွက်လာတာကမှလေးစားရောင်ကြီးဖြစ်လာတာပါဗျာဒါအလင်းကိုအကောင်းဆုံးဖြစ်အောင်အသုံးချလိုက်တဲ့ထိန်းချုပ်လိုက်တဲ့လုပ်ငန်းစဉ်ကြီးပါပဲ နားလေရလွယ်အောင်ဥမာပေးရရင်တာမန်မီလီတလုံးကနေထွက်လာတဲ့အလင်းရောင်ဟာလူအုပ်ကြီးတို့အကရမျက်နှာပေါင်းစုံကိုပြန့်ကျဲပြီးကိုယ်လန်းကိုရှောက်နေတယ်လို့ဖြစ်နေတယ်ဒါပေမဲ့လေစာရောင်ကြီးကတော့စစ်တပ်တစ်ခုကစစ်သားတွေအားလုံးခြေလွမ်းတင်နေတဲ့ရမျက်နှာတစ်ခုတည်းကိုတိတိကျကျစီကံတကျချီးတက်သွားသလိုမျိုးပဲပေါ့နော် စစ်တပ်ချီတက်တယ်လို့ဆိုတဲ့ဥမာကကောင်းတယ်ဗျာဒါပေမဲ့တာမန်စစ်တပ်မဟုတ်ဘူးစစ်သားတိုင်းကအတိအကျပုံစံတူအရက်အမောင်းတူခြေလွမ်းတူလက်နဲ့တူကင်ထားတဲ့ကလွန်စစ်တပ်ကြီးလို့ပုံဖော်ကြည့်ပါ အော်ကလုံးတွေချီပဲချီတက်လာတာပေါ့ ဟုတ်တယ်အဲ့ဒီလောက်အထိအားလုံးတပင်းကြီးဖြစ်နေလို့ထားအရာဝတ္ထုတွေကိုထိုးဖောက်ဖြတ်တောက်နိုင်တဲ့အင်အားဖြစ်လာတာပါဗျာ ပြီးတော့တတိထောင်းမိတာတစ်ခုကစက်မှုယုံငန်းသုံးလီစာတွေဥပမာတမဏီပြားထူထူကြီးတွေကိုတောင်ထိုးပတ်လို့လွယ်လွယ်ကူကူဖြတ်တောက်လိုက်တဲ့လီစာတွေဟာကျိန်နှုံးမြင့်လုံးလို့လောင်ကျွမ်းတာမဟုတ်ဘူးဆိုတဲ့အချက်ပဲ ဟုတ်တယ်ဗျာအဲ့ဒါအရေးကြီးတယ် X-ray တို့ Gamma ray တို့လို့ကျိန်နှုံးမြင့်လို့ထိုးဖောက်တာမဟုတ်ပဲအလစ်လိုင်းရဲ့စွမ်းအင်အားလုံးကိုအလွန်သိငယ်တဲ့နေရာလေးတစ်ခုတည်းကိုစုပြုံထည့်လိုက်တဲ့စွမ်းအင်တစ်တဲ့စာတနည်းအားဖြင့် verse အားမြမလွန်းတာကြောင့်လောင်ကျွမ်းသွားတာဖြစ်တယ်လို့မဆုတွေမှာရှင်းပြထားတယ်လी မှန်ပါတယ် တဘောဝတရားကပေးထားတဲ့ပြင်းကျင်းနေတဲ့အလင်းရောင်ကိုကျမတို့ကတစ်ပန်နီးကြအတဲအကျပ်ပုံမှန်ဖြစ်အောင်စီစဉ်လိုက်တဲ့အခါဘယ်လောက်တောင်စွမ်းအားပြင်းသွားသလဲဆိုတော့ကျတော်လေးမြင်တာတယ်နော် သိချတာပေါ့ဗျာကျွန်တော်တို့ပတ်ဝန်းကျင်မှာတန်ငွေလေစာတွေပုံဆောင်ခဲသုံးတဲ့လေစာတွေကနေစသည်စူပါမားကတ်ကဘာကုတ်ဖတ်တဲ့နေရာတွေကွန်ပျူတာမော့စ်တွေမှာသုံးတဲ့တင်းငယ်တဲ့ semiconductor လေစာတွေအထိအများကြီးရှိပါတယ်ဒါတွေအားလုံးမှာရူပဝေဒရဲ့မျက်မြင်မရတဲ့အခြေခံသဘောတရားတွေကိုလူသားတွေကကိုယ်စိတ်ကြိုက်ပုံသွင်းယူထားတာကြီးပါပဲ ဒါတွေအားလုံးကိုခြုံငုံကြည့်လိုက်ရင်ကျမတို့နေ့စဉ်ဘဝမှာအသုံးပြုနေတဲ့နည်းပညာတွေဟာဘယ်လောက်တောင်အံ့ဩဖို့ကောင်းသလဲဆိုတာပေါ်လွင်လာပါတယ်လေကျမတို့နိုင်ငံကမီးခလုတ်ကိုဖွင့်လိုက်တဲ့အချိန်ဝါယာကြိုးထဲမှာနေခွေးဆိုတော့ရွေ့လန်းနေတဲ့ electron တွေစီကနေအလင်းအမြန်နှုန်းနဲ့ဖြန့်ကျက်သွားတဲ့လက်စစ်ဆက်ကွင်းတွေအကြောင်းစတင်လေ့လာခဲ့တယ် ဟုတ်ကဲ့အဲ့ဒီကနေမှဆက်သွားတာပေါ့နော် အဲ့ဒီကန်နေတဲ့စင် electron တွေကိုတုံခါစရာကနေလေဟာနဲ့ဟင်းလင်းပြင်ကြီးကိုဖြတ်တန်းကြီးဖုန်းထဲကိုကြိုးမဲ့ဝင်ရောက်လာတဲ့လက်စစ်တန်လိုက် line တွေအကြောင်းကိုနားလည်ခဲ့တယ်လေနောက်ဆုံးကတော့အဲ့ဒီလက်စစ်တန်လိုက် line မိသားစုဝင်ဖြစ်တဲ့မျက်စိနဲ့မြင်ရတဲ့အလင်းရောင်ကိုအကောင်းဆုံးဖြစ်အောင်စုစည်းထိန်းချုပ်ပြီးတမဏိကိုတော့ဖြတ်တောက်နိုင်တဲ့လေစာတွေဖန်တီးတဲ့အထိလေ့လာခဲ့ကြတယ်ပေါ့နော် ဟုတ်ပါတယ်အားလုံးဆက်ဆက်နေတာပဲ ဒီဖြစ်စဉ်တွေအားလုံးဟာမျက်စိနဲ့မမြင်ရတဲ့စက်ကွင်းတွေကိုလူသားတို့ကသူတေသနာပြုပြီးအကောင်းဆုံးဖြစ်အောင်ထိန်းချုပ်အသုံးချထားခြင်းသာဖြစ်တယ်ဆိုတာရှင်းလင်းစွာမြင်သိရပါတယ် သိချပါတယ်ဗျာလူသားတွေဟာလက်စစ်တန်လိုက်လိုင်းတွေကိုထိန်းချုပ်ပြီး Wi-Fi တွေအင်အားပြင်းလေစာတွေဖန်တီးနိုင်တဲ့အထိစံသစ်စလာနိုင်ခဲ့ပါပြီလေဒါမဲ့ဒီနေရာမှာနောက်ဆုံးအနေနဲ့ဆက်လက်တွေးတော့ဆရာမိကွန်တစ်ခုရှိလာပါတယ် ။ဘာများလဲဟင် ကျွန်တော်တို့ဖန်တီးထားတဲ့လိုင်းတွေစက်ကွင်းတွေကလေဟာနဲ့ကိုတောင်ဖြတ်တတ်နိုင်တယ်ဆိုရင်များကျွန်တော်တို့ကိုယ်ခန္ဓာတွင်းကဇီဝကလပ်စီလီတွေဥနောက်အာယုံကျော်စနစ်တွေကိုယ်တိုင်ကတော့ဒီလိုမျက်စိနဲ့မမြင်ရတဲ့လျှက်စစ်တလိုက်စက်ကွင်းတွေအပေါ်မှာဘလိုမျိုးတိတ်တဆိတ်တုံ့ပြန်ဆက်သွယ်နေကြမလဲပေါ့ ။အော်အဲ့ဒါကတော့တကယ်ကိုတွေးစရာပဲနော် ဟုတ်တယ်ဗျာလူသားတွေထိန်းချုပ်ထားတဲ့ပြင်ပလိုင်းတွေနဲ့သဘောခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြားကဆက်ဆက်မှုဆိုတာဟာတစ်ပံပညာရှင်တွေဆက်လက်ရှာဖွေနေဆဲဖြစ်တဲ့အလွန်စိတ်လှုပ်ရှားစရာခန္ဓာတွေတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မသိသေးတဲ့သဘောတရားရဲ့လူ့အချက်တွေဟာအများကြီးကျန်ရှိနေသေးလို့ပါပဲဗျာ။